ဒီနေ့လောက်ပြမှာတော့ဒီ crab rangoon ဖြစ်ပါတယ်ရှင်เนาะ crab rangoon ကိုတော့ကျွန်မဘယ်လိုလုပ်လဲဆိုတော့ဒီ crab meat ကိုတော့เนาะဟိုဥစားပေါ့เนาะဟိုကနန်းသားအတူကိုပေါ့เนาะဒီ gram နဲ့ချိန်ပါတယ်150 gram သုံးထားပါတယ်เนาะဒီ cream cheese ကတော့120 gram သုံးထားပါတယ်เนาะနောက်ပြီးရင်ဟိုကြက်သွန်မိတ်ပေါ့เนาะကြက်သွန်မိတ်က1 teaspoon လောက်ပေါ့เนาะထမင်းစားစွန်းတစ်စွန်းစာလောက်သုံးထားပါတယ်ပြီးရင်တကြားကလည်းထမင်းစားစွန်းတစ်စွန်းသုံးတယ်ငရုတ်ကောင်းမဟုတ်အနှဲငယ်သုံးတယ်เนาะနောက်ပြီးရင်ဒီဟာလိုအပ်ပါတယ်ဖက်ထုတ်ရွက်ပေါ့เนาะဒီမှာပြီးမှာတော့ဖက်ထုတ်စက်ကူခေါ်မှာပေါ့เนาะအဲ့ဒါမျိုးလိုအပ်ပါတယ်ဒီနိုင်ငံမှာဒီဟာ frozen section မှာရောင်းပါတယ်เนาะအခုကျွန်မထုတ်ပြပါမယ်เนาะအဲ့ဒါကိုအကုန်လုံးရောပြီးတော့မှွေပြီးတော့တဲ့မှာဒီလိုမျိုးပေါ့เนาะပြစ်သွားတဲ့အထိပေါ့เนาะအကုန်လုံးသမသွားအောင်မှွေရမယ်เนาะပြီးလို့ရှိရင်စီအိုးတည်ထားပါတယ်เนาะစီအိုးက350လောက်ဆိုရเนาะဒီလိုမျိုးလဲလုပ်လို့ရပါတယ်เนาะအခုဒီပုံစံမျိုးဒီလိုမျိုးပုံစံလေးလဲလုပ်ပြမယ်เนาะဒီကတော့ဒီလိုမျိုးနှစ်ခုကိုအရင်လုပ်လိုက်မယ်ပြီးရင်ဒီဟာကိုတွန်းလိုက်မယ်เนาะဒီဘေးတိုက်ကိုတွန်းမယ်ဒီဘက်ကတစ်ခုကိုလည်းဒီဘက်ကဘေးတိုက်ကိုတွန်းလိုက်မယ်เนาะပြီးရင်ဒီဟာနှစ်ခုကိုဒီလိုမျိုးလေးလုပ်လိုက်တာပေါ့เนาะဆိုလို့ရှိရင်ဒီလိုမျိုးပုံလေးထွက်လာပါတယ်เนาะနောက်တစ်ခုကဒီလိုမျိုးလုပ်ပြမယ်เนาะဒီကတော့ဒီလိုမျိုးပါလွယ်ပါတယ်เนาะပြီးရင်ဒီဟာလေးနဲ့ရေလေးနဲ့ဒီထိတ်ကလေးကိုစွတ်လိုက်မယ်เนาะကျွန်တော် envelope လေးပုံစံမျိုးပေါ့เนาะဘေးနားတွေကိုအကုန်လုံးဖိလိုက်ပါမယ်เนาะ black လေးနဲ့အကုန်ဖိလိုက်ပါပြီးရင်ဒီလိုမျိုးချိုးလိုက်ပါပြီးရင်လက်မလေးထဲထဲမှာထည့်ထားပြီးတော့ဒီနှစ်ခုကိုဒီမျိုးလေးလုပ်လိုက်တာเนาะ envelope ပုံစံမျိုးလေးဖြစ်သွားတာเนาะအဲ့လိုမျိုးလေးချို့လူတွေကလည်းဒီလိုမျိုးလေးလှုပ်စားကြတယ်ပေါ့နော်ပုံစံမျိုးစုံလုပ်လို့ရပါတယ်နော်ကိုကြိုက်တဲ့ပုံစံပေါ့နော်ဒီလိုမျိုးလေးတဲ့ဖက်ထုတ်လိုမျိုးညမှာဒီလိုမျိုးလေးတဲ့ထုတ်လို့ရပါတယ်နော်မျိုးဖက်ထုတ်ပုံစံလေးတဲ့ထုတ်ပြီးကြော်လို့ရပါတယ်နော်ဒီလိုတက်လို့ပြီးရင်ဒီနှစ်ခုဒီလိုထပ်လိုက်ဒီမျိုးလေးဖြစ်ပါနော်စီစစ်ဖို့နော်ဟိုစက်ကူလေးခင်းထားပြီးတော့စီစစ်လို့ရပါတယ်နော်ဒါတော့တရုတ်ဆိုင်တွေမှာရောင်းတဲ့ crab rangoon လို့ခေါ်ပါတယ်เนาะအားလုံးလည်းကြိုက်ကြမယ်လို့ထင်ပါတယ်ခလေးတွေကတော့ကြိုက်ကြပါတယ်เนาะ cream cheese လေးနဲ့ချိုလေးပေါ့เนาะဒီဟာเนาะဒီမျိုးလေးပေါ့เนาะနောက် sauce လေးနဲ့စားကြတယ်ပေါ့เนาะ sweet and sour sauce လေးနဲ့စားကြတယ်ပေါ့เนาะဆိုဒီကတော့ crab rangoon လုံနည်းလေးပါရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ် like and share လေးလုပ်ပေးခဲ့ပါလို့တောင်းဆိုချင်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကျန်းမာရင်နဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်